ဘာဝလောကကြီးထဲမှာတတဝါတွေဟာအရွယ်အစားမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ရှင်သန်ကြပါတယ်။တစ်ကောင်ချင်းစီမှာသူ့ပြိုင်ဘက်ကိုအန္တရာယ်ပေးနိုင်တဲ့ကိုယ်ပိုင်ရည်သွေးတွေရှိကြတာပေါ့။ဒါပေမဲ့အဆုံးစွန်ထိတိုက်ခိုက်ရတဲ့အခါခန္ဓာကိုယ်ကြံ့ခိုင်မှုတစ်ခုတည်းကအရာရာမဟုတ်ပါဘူး။အဓိကကတော့ယုံကြည်မှုပါပဲ။ဒီနေ့မှာတော့တိရစ္ဆာန်တွေရဲ့အဖြစ်အပျက်အခု40ကိုတင်ဆက်ပေးသွားမှာပါ။တင်ကသူများထက်အရွယ်စားငယ်တယ်လို့ခံစားနေရရင်ဒီလိတ်ကလေးကိုသာကြည့်လိုက်ပါသူနေထိုင်တဲ့ရေကန်မှာချင်းသေးကြီးကရေလာတောက်တာကိုသူကောင်းကောင်းမောင်းထုတ်နေပါတယ်လိတ်ကလေးရဲ့ပုံစံကမင်းကငါ့ကိုအန္တရာယ်ပေးမှလားမပေးဘူးလားငါစိတ်မဝင်စားဘူးမင်းအတွက်တော့ငါကိုယ်တိုင်ကအန္တရာယ်ပဲဆိုတာမျိုးပေါ့ကြောက်ရကောင်းမှန်းမသိတာလားချင်းသေးကြီးကပဲညတာလွန်းတာလားဖြေပေးကြပါဦးမယုံနိုင်တော့အောင်ကံကောင်းတဲ့ဒီတေးရည်လေးဒီတေးရလေးကတော့ဗိုက်စာနေတဲ့မိချောင်းတစ်ကောင်ရဲ့လက်ကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်။သူ့အတွက်တော့ဒီနေ့ကကံကောင်းဆုံးနေ့ပါပဲ။လိတ်ကိုပါဆက်ထဲထည့်ပြီးအားရပါရဝါမဲ့မိချောင်းကြီးကိုလည်းကြည့်ပါဦး။စားချင်ပေမဲ့လည်းနောက်ဆုံးတော့မိချောင်းကလိတ်ကလေးရဲ့မာကျောမှုကိုအရှုံးပေးလိုက်ပုံပါပဲ။ဒီတစ်ခါမှာတော့တောင်စိတ်တကောင်ကလင်းယုံတဲ့တိုက်ပွဲမှာရှုံးနှိမ်ခံသည့်အချိန်ထိရှင်တန်ဖို့နောက်ဆုံးကြိုးပမ်းမှုအနေနဲ့တောင်ပေါ်ကနေပြေးဆင်းသွားလိုက်ပါတော့တယ်ဘလောက်တောင်ညံကောင်းလဲဆိုတာကြည့်လိုက်ပါကျွန်တော်တို့ဘဝတွေမှာလည်းအန္တရာယ်ကလွတ်မြောက်ဖို့ကိုအနာခံပြီးရင်းလိုက်ရတဲ့အခါတွေရှိကြမှာပါနောက်တစ်ခါမှာတော့ Alaska Grizzly ဝက်ဝံတကောင်ဟာသူ့ပြိုင်ဘက်ထက်ခန္ဓာကိုယ်သေးငယ်ပေမဲ့သူ့မှာစစ်တူကြီးတယောက်ရဲ့နှလုံးသားပြည့်ရှိနေပါတယ်ကြည့်လိုက်ပါဦးသူပက်လက်လန်သွားပေမဲ့မထိတ်လန့်ပဲအခွင့်အရေးကိုစောင့်ပြီးဘလို့တိုက်ခိုက်သွားလဲဆိုတာကိုလူသားတွေမှာလည်းဒီလိုပါပဲအကောင်ကြီးတိုင်းကြောက်စရာမှမဟုတ်တာအဓိကစားရှိဖို့မဟုတ်လားဒီတော်ရိုင်းနွားကြီးကတော့တကယ်ကိုအမခမ်းပါပဲနောက်ကနေအမဲလိုက်နေတဲ့ချင်းသေးနှစ်ကောင်ကိုခုံကျော်ကရေကန်ကိုဖြတ်ပြီးချင်းသေးတအုပ်လုံးကိုကြော်ဖြတ်ကလွတ်မြောက်သွားခဲ့ပါတယ်သူ့ကိုသူတောင်ယုံနိုင်မဲ့မထင်ဘူးအရေးကြုံလာရင်စွမ်းအားတွေပေါ်လာတာမျိုးပေါ့မြေခွေးတွေကများသောအားဖြင့်အနေအေးကြပေမဲ့သူတို့ချင်းချောက်ခံရပြီလို့ခံစားရရင်တော့ပင်ကိုစိတ်အရိုင်းတွေပေါ်လာတတ်ပါတယ်ဒါပေမဲ့ဒီမြေခွေးကတော့မကြောက်မရွံ့ရက်နေတဲ့ကြောင်ဦးမှမှားပြီးသွားပြီးစမိတာတေချာသွားပါပြီကြောင်ကအကောင်သေးပေမဲ့အစိတ်ပြင်းတယ်ဆိုတာကိုပြလိုက်နိုင်ပါတယ်အခုခေတ်စားနေတဲ့ဆိုရ AI တွေကကြောင်မဟုတ်ဘူးနော်ဒါကအစ်စ်မှန်ပါဒီမှာတော့မိခင်မြစ်တာကိုရင်းနှင်းဖွဲ့တွေးရမှာပါအခြားမြင်းကြားတစ်ကောင်ကတားပေါက်လေးကိုတက်ဖို့ကြိုးစားနေချိန်မှာသူ့အမေမြင်းကြားကသူ့ကလေးကိုကာကွယ်ဖို့အစွမ်းကုန်ပြန်လဲတိုက်ခိုက်ခဲ့ပါတယ်နောက်တစ်ခါမှာတော့ဂေါ်ရီလာမြောက်ဝန်တစ်ကောင်ဟာသူ့ရဲ့မိခင်ကိုတခြားတစ်ကောင်ကလာရောက်တိုက်ခိုက်နေချိန်မှာသူ့ကလေးကဂျားဝင်ရောက်တိုက်ခိုက်ဟန်တာခဲ့ပြီးနောက်ဆုံးမှာတော့အေယာမသူ့အဖေကြီးကကယ်တင်ဖို့ရောက်လာခဲ့ပါတယ်ဒီမှာတော့တိရစ္ဆာန်ယုံထဲမှာတော့ဒီလိုပြင်းထန်တဲ့တိုက်ပွဲတွေရှိနေပါတယ်ဆိုတာမြင်ကြရမှာပါဝဝနှစ်ကောင်ရန်ဖြစ်နေတာကိုဝန်ထမ်းတွေကခွဲဖို့ကြိုးစားနေရပါတယ်ဒီသားပိုက်ကောင်တွေရဲ့တိုက်ပွဲမှာတော့တကောင်ကနည်းနည်းလွန်သွားခဲ့ပါတယ်ပြိုင်ဘက်ကတရုတ်တိုင်းကားတွေကလူအတွင်းအားသုံးလိုက်ပုံပါပဲတစ်ကလာအုပ်တွေရန်ဖြစ်တာကတော့တကယ်ကိုရေးစရာကောင်းပြီးထူးဆန်းတဲ့မြင်ကွင်းပါပဲသူတို့ရဲ့လေပင်ရှိကြီးတွေနဲ့တကောင်နဲ့တကောင်ရိုက်နေကြတာကိုကြည့်ပါဦးဒါပေမဲ့အသေးကြီးတိုက်ခိုက်ကြပြီးဘယ်သူမှနောက်မဆုတ်ကြတဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုတွေ့ရမှာပါနောက်ဆုံးမှာတော့ပြိုင်ဘက်ကလဲကျသွားခဲ့ပါတယ်ဒါပေမဲ့နဗန်းပွဲတွေထဲမှာလို့အမှတ်စဉ်ရေးပေးမဲ့တိုင်ကတော့ရှိမနေခဲ့ပါဘူးချင်းတစ်ဖြူတကောင်ကကြားနှစ်ကောင်ရဲ့တိုက်ခိုက်မှုကိုအောင်မြင်စွာခုခံနိုင်ခဲ့ပေမဲ့တောဘရင်အစ်စ်မှန်ကိုတော့ဒီဗီဒီယိုလေးနဲ့ဆုံးဖြတ်လို့မရပါဘူးကလေးမွေးတော့မဲ့ရေမြင့်မကြီးကလည်းဗိုက်စာနေတဲ့ချင်းတစ်တွေရဲ့တိုက်ခိုက်မှုကနေသူ့ကလေးတွေကိုကာကွယ်ခဲ့ရပါတယ်ရေမြင့်မကြီးကချင်းတစ်တကောင်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပေမဲ့ချင်းတစ်အုပ်ကညရောက်တဲ့အထိဆောင်ပြီးမောပန်းနေတဲ့ရေမြင့်မကြီးကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့မိခင်စိတ်ပြေးနဲ့ရေမြင့်မကြီးကအရှုံးမပေးသေးပဲချင်းသေးတကောင်ကိုအမိရပြန်လဲတိုက်ခိုက်လိုက်ပါသေးတယ်နောက်ဆုံးမှာတော့သူခံစားခဲ့ရတဲ့ဒဏ်ရာတွေရဲ့အရှိန်ကြောင့်တိုက်ခိုက်ဖို့အင်အားမရှိတော့ပဲအရှုံးပေးလိုက်ရပါတော့တယ်သူကအစွမ်းကုန်ကြိုးစားခဲ့ပေမဲ့အသက်နဲ့ရင်းလိုက်ရတဲ့ရင်ရင်းစရာအဖြစ်ပြက်လေးပေါ့ဗျာ
မိကျောင်းတစ်ကောင်ကချင်းသေးအုပ်ရဲ့နေမြေတွေကိုဝင်လာတဲ့အခါမှာတော့ချင်းသေးထီကြီးကမိကျောင်းရဲ့တိုက်ရိုက်ခိုက်ရီကိုစမ်းသပ်ခဲ့ပါတယ်မလွယ်ကူမှန်းသိသွားတဲ့အခါမှာတော့ထွက်ခွာခွင့်ပေးလိုက်ရပါတယ်ရမလားလို့စမ်းကြည့်တာပေါ့ဗျာရေပွဲတစ်ကောင်နေမြေတစ်ရှာပြီးနေရာအစ်စ်မှာတော့ငါးအုပ်တအုပ်ရဲ့လိုက်လက်ဖမ်းဆီးစားတောက်ခြင်းကိုခံလိုက်ရပါတယ်။တေချင်တဲ့ကြားကတောပြောင်းမိသွားတာထင်ပါတယ်။ဒီမှာတော့တကယ်ကိုဒရာမာတစ်ပုဒ်လိုပါပဲ။ရှင့်တကောင်ကမွေဟောက်ကိုသွားဆပြီးမွေကိုက်ခံလိုက်ရပါတယ်။ဒါပေမဲ့သူတို့ရဲ့တိုက်ပွဲကိုမွေဟောက်သက်သမားလို့နာမည်ကြီးတဲ့မွေပါမီရှေ့တကောင်ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တိရစ္ဆာန်နှစ်ကောင်တေးရှင်ရေးတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့မွေဟောက်ဟာအနိုင်ရမဲ့ချက်ကောင်းတစ်ချက်ပေါက်နိုင်ခဲ့ကထွက်သွားခဲ့ပါတယ်။ဒီပွဲမှာတော့မွေပါကမနိုင်ခဲ့ပါဘူး။ဝက်ဝင်တကောင်ဟာလင်းယုံတိုက်ရှိတဲ့တစ်ပင်တစ်ပင်ကိုတက်သွားတဲ့အခါမှာတော့လင်းယုံတွေကသူတို့အိမ်ကိုကျူးကျော်လာတဲ့အေယာမကောင်ကြီးကိုအသေးအတန်ခုခံတိုက်ထုတ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကျူးကျော်သူကိုသူတို့မတိုက်ထုတ်နိုင်ခဲ့ပါဘူး။ညင်းတကောင်ကိုသွားဆမိတဲ့ဒီငန်းကတော့မကြခင်မှာပဲသူ့လုပ်ရဲ့အတွက်နောက်တရသွားခဲ့ပါတယ်။သူဟာမြင်းရဲ့ကွန်ဖူးကမိပြီးသူ့ရဲ့နှုတ်သီးကတော့ဘွေးရှိပြောင်းသွားပါတယ်။ဖြန်တအုပ်ကလည်းဒီလူဝင်ကတုတ်တချောင်းသုံးပြီးတိုက်ထုတ်တဲ့အထီကိုအနောက်ရှက်ပေးနေခဲ့ပါတယ်။ဖြန်ကလေးတွေကတော်တော်အာယုံနောက်အောင်ဆက်ခဲမိပုံပါပဲ။ဒီကိုမိုတိုငကားနှစ်ကောင်ကတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီးမောသွားတဲ့အခါမှာတော့အချင်းချင်းပူးကပ်နေကြပြန်ပါတယ်။မသိရင်သမီးစားစကားများရန်ဖြစ်ကြတယ်လို့ပါပဲ။ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့ခွန်အားထက်ဉာဏ်ပညာကဘလို့တာလုံးလဲဆိုတာကိုဒီယုံငယ်လေးကတက်တည်ပြသွားခဲ့ပါတယ်။အကောင်ကြီးကသူ့အပေါ်ကနေခုံကျော်သွားအောင်ရှောင်းတိန်ပြသွားခဲ့တာပါပဲ။ဗိုက်စာနေတဲ့ချင်းသေးတွေကဆက်စုပြီးခြုံတိုးမိရာကနေအေယာမမီချောင်းကြီးတစ်ကောင်နဲ့တွေ့ဆုံခဲ့ပြီးတိုက်ခိုက်မှုတွေဖြစ်ခဲ့ပေမဲ့3 in 1ဆိုတော့မီချောင်းကထွက်ပြေးသွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့ခွေးလေးတစ်ကောင်ကသူ့တခင်ကိုမိချောင်းပေါက်လေးတစ်ကောင်စီကနေကာကွယ်ပေးနေတာကိုတွေ့ရမှာပါမိချောင်းကတော့နောက်ဆုံးမှာညှက်ခံလိုက်ရပါတယ်ဒေါသထွက်နေတဲ့စင်ကြီးကရေမြင့်တစ်ကောင်ကိုသူ့နယ်မြေထဲကနေမောင်းထုတ်လိုက်ပါတယ်ဒါကအမေရိကမဟုတ်ဘူးငါနေတဲ့မြန်မာနိုင်ငံဆိုပြီးတော့ပေါ့ငှက်တဲ့အုပ်ကလည်းစူပေါင်းပြီးငွေတစ်ကောင်ကိုတိုက်ခိုက်နေကြပါတယ်မိုဘိုင်းလက်ကျန်တွေက9ကောင်တစ်ကောင်ဝိုင်းချနေတယ်လို့ပါပဲဝီကောတော့မပြဘူးပေါ့ချက်တစ်3ကောင်ကဟန်နီဘက်ဂျာတစ်ကောင်ကိုဝိုင်းတိုက်ကြပြီးမြဲသူကပြန်လဲတိုက်ခိုက်တဲ့ခါမှာတော့ချက်တစ်တွေကလက်ရှောင်သွားခဲ့ပါတယ်ဟန်နီဘက်ဂျာဆိုတာတော်တော်ကြောက်စိတ်နေတဲ့ကောင်တွေကသူကြောက်တာတော့ရှိပါတယ်အဲ့ဒါကသူမိမကိုပါပဲကျွေးရိုင်းတစ်ကောင်နဲ့နတူးတစ်ကောင်တို့ရဲ့တည်စေနိုင်တဲ့ဥချိုတွေနဲ့ရရဆက်ဆက်တိုက်ခိုက်နေတဲ့ပွဲကတော့တကယ်ကိုပြင်းထန်လာပါတယ်အာဖရိကကျွဲရိုင်းကိုအတန်မာဆုံးလို့သတ်မှတ်ထားကြပေမဲ့နတိုးကလည်းလွယ်လွယ်နဲ့အရှုံးပေးမဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကိုသက်သေပြခဲ့ပါတယ်တခြားနွားတွေကတော့ရုပ်ရှင်ကြည့်နေတယ်လို့မျိုးဒီတိုက်ပွဲကိုရက်ကြည့်နေကြတာပေါ့ဒါပေမဲ့ကျွဲရိုင်းကကျွဲရိုင်းမှာပဲနောက်ဆုံးမှာနတိုးကကြောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်ရေမြင့်တကောင်ကသူ့ရေကန်ကိုလာလေတဲ့ကျွဲရိုင်းတအုပ်ကိုမောင်းထုတ်ဖို့ထူးဆန်းတဲ့အရာတွေကိုလုပ်ခဲ့ပါတယ်သူကသူ့မစင်ကိုစားပြီးပက်ပက်လဲပြည့်လွှင့်နေတာပါသဘောကတော့ငါကကောက်နေတာအကုန်လုံးမှာနော်ဆိုတဲ့ပုံစံပေါ့ကြံကြီးကဒေါသထွက်ပြီးဆက်စုနေတဲ့တောဝက်တကောင်ကိုပေပေါင်းများစွာမြင့်အောင်တွန့်ပစ်လိုက်တာကိုကြည့်ပါဦးဆက်စုတဲ့သူတွေကိုသူကတော်တော်မုန်းနေပုံပါပဲဒီနင်ဂျာကျွတ်တွေကတော့မွေခလောက်တွေရဲ့တိုက်ခိုက်မှုကိုမွေထိုင်းကင်းတဲ့လေထဲမှာမျက်နှာကိုကန်ပြီးဘလို့ရှောင်တိန်ကြလဲဆိုတာအံ့ဩစရာပါပဲအရေးကြုံရင်တက်လုံကောင်းတယ်လို့ဆိုရမှာပါပဲတာပိုက်ကောင်ကယူသွနေတဲ့အီမြူငှက်ကလာအုပ်သုံးကောင်နဲ့ရင်ဆိုင်တိုက်ခိုက်နေပါတယ်
သူတို့ကြည့်ရတာကိုစိုးကြီးရဲ့တယ်လီဖုန်းတစ်ချင်းကိုနားထောင်လာတဲ့ပုံမှာပဲတားပိုက်ကောင်က3ယောက်တယောက်ဝိုင်းရံထားတာတော့အရှုံးမပေးခဲ့ပါဘူးဒီလူတွေကတော့သူတို့ရဲ့ခွေးကိုအေယာမစဘာကြီးငွေတစ်ကောင်ရဲ့ရစ်ပတ်ထားတဲ့တဲကနေအောင်မြင်စွာကဲတင်နိုင်ခဲ့ပါတယ်ကံကောင်းခဲ့တယ်လို့ပဲဆိုရမှာပါဒီချင်းသေးကတစ်ပင်ပေါ်ကမြောက်တစ်ကောင်နဲ့ပြေးတန်းလိုက်တန်းကစားနေပါတယ်ရုံတောင်ပြေးခွေးမြောက်လိုက်ဖြစ်နေတာပါနောက်ဆုံးမှာတော့မြောက်ကသူ့ကိုတကွက်ပြပြီးတစ်ပင်အောက်ပြုတ်ကျအောင်လုံနိုင်ခဲ့ပါတယ်ကျက်တစ်တကောင်ရေတောက်ဖို့ရေဆက်ကိုချင်းကပ်လာချိန်မှာတော့ရေထဲမှာပုံပေါင်းနေတဲ့မိချောင်းတကောင်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်အဲဒါကြောင့်လူကြီးတွေပြောခဲ့တာသတိဆိုတာပိုလည်းမရှိဘူးလေသူ့ပေါ်ကျက်တစ်ကတော့အတော်နားမလည်နိုင်ပဲဖြစ်သွားပုံရပါတယ်မြင်းကြားတကောင်မြစ်ကိုဖြတ်ကူးနေတော့မိချောင်းကသူ့ကိုကြိုက်ခဲထားလိုက်ပေမဲ့မြင်းကြားကပြန်ကြိုက်ပြီးပြင်းထန်တဲ့တိုက်ခိုက်မှုကနေလွတ်မြောက်နိုင်ခဲ့ပါတယ်အဲဒါကြောင့်ဘလို့ခြေနေမျိုးမှာပဲဖြစ်ဖြစ်ဘနာနာတစ်ချင်းလုံးအရှုံးမပေးနဲ့ကြိုးစားအေယာမကြံကြီးကအိပ်ပျော်နေတဲ့ချင်းသေးတွေကိုနှိုးလိုက်တာကတော့တကယ်ကိုကြမ်းတမ်းတဲ့နှိုးဆက်ပါပဲအိမ်ကအမေလိုပါပဲအိတ်ကောင်းနေပြီဆိုလုပ်ပြီးကောင်းတဲ့တော့ချင်းသေးတကောင်ကိုရက်ဆက်ကြမ်းကြုတ်တဲ့ဟိုင်အီနာအုပ်ကြီးကဝိုင်းတိုက်ခဲ့ပါတယ်ဒါပေမဲ့တောခရင်ကတငယ်ချင်းတွေမလိုအပ်ပါဘူးသူလိုအပ်တာကယုံကြည်မှုတစ်ခုတည်းပါပဲကြည့်လိုက်ပါဒီမယုံနိုင်စရာချင်းသေးကသူ့ရဲ့အစာသားကောင်ကိုလူယူမခံရအောင်ပြန်လဲတိုက်ခိုက်ပြီးကာကွယ်ခဲ့ပါတယ်ကဲဒီနေ့ပြသသွားတဲ့အမိုက်စားပြကွက်တွေထဲမှာဘယ်အခန်းကိုပရိသတ်တို့အကြိုက်ဆုံးဖြစ်သွားလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦးဒီလိုစိတ်လှုပ်ရှားစရာဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကိုအသေးလေးပေးပြီး follow လုပ်ထားဖို့လည်းမမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်